ချိန်ရနေရရောက်ပြောင်းတဲ့တရားစင်လဲမှုများလဲဖြူစင်စိတ်ကလေးထားရှိနေမလားရိုးသားခြင်းများရှင်သန်တဲ့ကိုယ်ချင်းတရားဆုံးရှုံးတဲ့အခါတို့ရဲ့မပြောနိုင်အောင်လားရက်စက်တဲ့စိတ်ကခိုင်ပါမှန်တဲ့ခြင်းအကုန်လုံးပဲမှာရက်စက်မှုများလဲတင်နာစိတ်ကလေးထားရှိနေမလားစိတ်ဓာတ်များရဲ့အားအော်ဒီပြေနေနဲ့တော်ဒီလားသွေးကြောများတဲ့နာမြစ်ပတ်တဲ့စိတ်ကစီဝင်လှုပ်ရှားme